အခုကျွန်တော်ရောက်တာ7နာရီဟိုတင်မထိုးသေးဘူးဆိုတော့ဟိုတယ်လည်းရအောင်ပါပေါ့အဲတော့ကျွန်တော်တို့စပါးကူပေါ့နော်စပါးကူဘက်ကိုအရင်သွားတယ်အဓိကတော့အဲ့မှာကျွန်တော်ဖောင်စီးမှာပေါ့နော်ဒီနေ့ရမလားဒါမှမဟုတ်ရင်ဒီနေ့မရလို့ရှိရင်တနင်္ဂနွေနေ့ပဲရမှာတော့မသိဘူးလူကြီးလည်းပါတော့အခြားဒီဘက်ကနေရာလေးလိုက်ပို့တော့နော်ဟိုတယ်အတန်သွားပဲနဲ့ဒီဘက်ရင်လာလိုက်တော့7နာရီလောက်တော့ကျွန်တော်တို့တတိပြန်ကိုရောက်ပြီ။ဆိုတော့ကျွန်တော်ဖွဲ့အရှိတ်အားစုပဲပေါ့ရှာလာ။တဲ့မနာမနဲ့ငါဟောရနေပြီလို့ပဲကျွန်တော်အခုလူကပစီကကားတတိယအခုမှရောက်တာဆိုတော့သွားကြည့်လိုက်ဘယ်နာမှလဲဒီလိုစီးမှာပဲစီးမှာညိုမအောင်ဘယ်နဲ့ရလဲညမစီးမှာလေဟောလားနောက်လူတွေစောင့်ရင်စီးတယ်ကျွန်တော်နှစ်ယောက်ကြည့်ကြလိုက်တော့ဟုတ်ကဲ့ကျွန်တော်ဟိုအုပ်စုတစည်းရဲ့စီးသွားပြီသူနှစ်စီးလားမသိဘူးမှားလာတယ်အခုလူစုံပြီဆိုတော့မဟုတ်သူတို့နှစ်စီးရတယ်နဲ့ရွှဲလာဆက်အဲ့လေနှစ်စီးလုံးတို့ယူသွားလိုက်သိယူရမယ်အစ်စ်ပြန်ယူပေါ့နှစ်စီးလုံးယူသွားဆိုတော့နှစ်ယောက်ပဲသွားသေးရတယ်ရောက်လဲတစ်စီးသွားတယ်ပထမရောက်လဲတစ်စီးသွားတယ်တော့တုတ်ကမပြားလုံးယူသွားလိုက်ပြီဟောโอเคအဲ့ဆိုဘယ်လောက်ပြန်ဆောင်အောင်ယူလိုက်ဘာမှမချောဘူးအစီ3စီးစားတော့မယ်စားရတော့မယ်သားတော့ဘယ်နဲ့ရလဲအခုလာတဲ့ဖွဲ့9ယောက်ထိပဲရ10ယောက်ဆို2စီးယူရမယ်4ယောက်စီးယူရမယ်ကျော်လောလောဆယ်2စီးယူတာနောက်တစ်စီးပြေးမယ်65လောက်မှာကျွန်မအေး64တဲ့ဟိုနဲ့65လောက်မှာလေလို့တကပ်ပြီ64လေနော်တူဟာလားဟုတ်တူဩကျွန်တော်ကခုနနေတော့ဟိုခွဲခုနဟိုဟာနဲ့သူတို့ပြောမနေရလေဟမ်မနေရလေခုကြတာဟုတ်ကျန်တာရတယ်ကျွန်တော်4-5ရောက်ပဲရှိတယ်ဟုတ်ဒီမှာပဲနေရလေဟိုရှေ့အဲ့အုပ်စုကစီးသွားအေးလေကတော့များတယ်ဒီမှာအားလုံး9ယောက်စီလို့ရတယ်စီတော့မရှိဘူးဟော9ယောက်စီလို့ရတယ်ဒီဘာလို့အောင်လဲချာဒီကလေအစားဆုံးစင်းဘယ်လောက်ကြာလဲအချိန်နိုင်ခွဲပဲနိုင်ခွဲနော်အသွား15မိနစ်ပြန်15မိနစ်အဲ့လိုဟုတ်တယ်55ဆို30ပဲရှိသေးတယ်အဲ့ဘာနိုင်ခွဲလေဟုတ်55 30ဟုတ်တယ်နိုင်ခွဲဘို့ရက်ပါရကြာလို့ရှိတော့လေ60ရှိရနေပဲရှိနေတယ်ဘယ်နိုင်ဟောကျွန်တော်စီရမယ့်နံပါတ်ရောက်ပြီစီးမှာတော့4ယောက်ပဲ9ယောက်ထိစီးလို့ရတယ်တော့ဖောင်တစ်စီးကို3000 9ယောက်ထိစီးလို့ရတယ်ရနေပြရအောင်ပါပါဟိုအတော့ဝါပြီလားကဲဟုတ်ပြီနော်ဒါရโอเคကဲဒီလိုလေးသွားမယ်နော်ဒါဘောလာလေးရိုက်ခဲ့မယ်ဟုတ်ကဲ့ပါ post လေးပါလေသူကစီးတဲ့အချိန်ကအားလုံးပေါင်း9ဝက်ပေါ့နော်အသွားပြန်ဆိုရင်9ဝက်လောက်ကြာပါကြာပြီးသွားလို့ရှိရင်ကျွန်တော်တို့ဟိုမှာတပုံရိုက်ပါညာဆိုတော့ကျွန်တော်ထင်တယ်45မိနစ်မိနစ်40 45မိနစ်လောက်တော့အချိန်ယူရသိမဆောင်အောင်10မိနစ်လောက်ပဲဆောင်ရတယ်ဗျအခုကျွန်တော်တို့မနက်7နာရီလောက်ကနေပေါ့နော်အားဆောင်7နာရီ15လောက်မှကျွန်တော်တို့စပြီးတော့စီးတယ်ဆိုတော့တိတ်တော့မဆောင်အောင်တောက်ကြနေဖြစ်တာလည်းပါမယ်ထင်တယ်စနေတနင်္ဂနွေဆိုရင်တော့နည်းနည်းပိုပြီးတော့များချိန်လိုက်အောင်အေးရ
ဟောကတုတ်မယ်လို့ထင်လာတာမတုတ်တော်တော်လေးညိတယ်ပေါ့နော်ပြီးတော့အတန်လည်းတိတ်တယ်ပြီးတော့အခုကကောင်းတာကျွန်တော်က9လပါပုံတိုင်းလေးရှိတယ် ရမ်းတာဒီချက်ရတာ ပြောရလို့ရှိရပြောရလို့ပေါ့နော်အဲ့ချိန်မှာဘိုးလေးရွာလာတော့အရင်တော့မပေါ့တော့ကြောက်စော်ကြီးနေတယ်ပေါ့နော်လာဈေးလဲစိုက်ပြေးနေတာပဲဒါတော့ကျွန်တော်ဒီဒိန်းကြီးထုတယ်အပူကြရမ်းမပူမိုးရင်းမလို့လည်းဖြစ်လိမ့်မယ်တော်တော်အဆင်ပြေအခုကျွန်တော်ဒီအရှိမမြင်နေရတဲ့နေရာပါအဲ့ဒီနေရာမှာဓာတ်ပုံကြီးရိုက်နေတာအဲ့ဆိုရင်ဒီကနေအဲ့ပုံတက်ရမှာပေါ့ မတက်တော့ ဟိုမှာလေ ပါလားကြောက် ဒီတခုကျွန်တော်အနောက်မှာမြင်နေရတဲ့တောင်ပေါ်မှာတောင်နဲ့တောက်ကန်ထားတယ်ဒါကျွန်တော်တို့ပြန်နေပြီဆိုတာဟိုဓာတ်ပုံလေးပါရိုက်ပါတော့ရိုက်ပြီးသွားတဲ့အချိန်မှာတော့ပြန်မိုးကရွာလိုက်တိတ်လိုက်ရွာလိုက်တိတ်လိုက်ပါတော့ဖွဲ့လေးတွေအဲ့လိုချင်းနေပြီးတော့ရှိတယ် about my doubt, something real. Let's make it out. Northern light in the desert sun. ညံတုတ်သွားရဲဆိုလို့ရှိရင်တော့နိုင်ဝက်ထန်ကုန်ပါအဲ့မှာခုနကကျွန်တော်ပြရတဲ့ဓာတ်လေးပေါ့အဲ့ဒီဓာတ်ပေါ်မှာဓာတ်ပုံရိုက်တယ်ဆိုရင်တော့45မိနစ်ကိုကြာရင်ကြာတော့ပေါ့နော်45မိနစ်တိုင်းကြာ Okay, thank you. Okay, chào bạn, chào bạn. ချောတယ် ကြောက်ရလား